မင်္ဂလာပါ Calisthenics ကိုစတင်ခြင်းပေမဲ့ဘယ်နေရာကစရမလဲဆိုတာမသိသေးရင်ဒီဗီဒီယိုကသင်အတွက်ပါဒီနေ့မှာတော့ beginner တို့အတွက်အဓိကအခြေခံ၅ချက်နဲ့စပြီးကိုယောဂကင်းပြီးအားကောင်းတဲ့ခန္ဓာကိုယ်တစ်ခုကိုဘယ်လိုတည်ဆောက်နိုင်လဲဆိုတာအကြောင်းပြောပြသွားမှာဖြစ်ပါတယ် Calisthenics ဆိုတာကိုရဲ့အလေးချိန်ကိုအသုံးပြုပြီးခန္ဓာကိုယ်အားကိုတည်ဆောက်တဲ့အားကစားပုံစံတစ်ခုပါခြင်းမလိုအပ်ဘဲနဲ့ကိုယ်တိုင်လုပ်နိုင်တဲ့ခန္ဓာကိုယ်ထိန်းသိမ်းနေပဲဖြစ်ပါတယ် Calisthenics ရဲ့အားသာချက်တွေကAcademic no gym fees Equipment malu Mobility net flexibility တိုးတက် Injuries ပုံမဖြစ် form မှန်လျင်ဒါကြောင့် beginner တို့အတွက်ကောင်းတဲ့အစဖြစ်ပါတယ် Yes စတင်ခြင်းသူတွေအတွက်ဒီ၅ခုကအရေးကြီးဆုံးဖြစ်ပါတယ် Push-ups ရှေ့ဘက်နဲ့လက်အားအတွက် Squats ခြေထောက်နဲ့ lower body Plank core strengthen Australian pull-ups low bar back biceps Dips on parallel bars or chairs triceps Form မှန်တာဟာပထမဆုံးအရေးကြီးဆုံးပါ form မမှန်ရင်ရလက်မထွက်ဘူးဆိုတာလည်းမှတ်ထားပါ Beginner တို့အတွက် simple routine dated full body push-ups squats plank Day 2 rest day 3 pull core rouse dips plank Daily rest day 5 repeat day to day 6 active rest walking light stretch စတင်ရမှာတော့ reps အကြိမ်ရေများခြင်းထက် form ပုံစံမှန်မှုကိုအဓိကထားပါအရေးကြီးတာက consistency ပါနည်းနည်းစပြီးနေ့စုလုပ်တဲ့အခါမှာပဲရလာတဲ့ရလဒ်တွေကိုကြည့်ရတာပျော်စရာဖြစ်လာပါတယ်တကယ်ဆက်လို့စူးစမ်းမယ်ဆိုရင်တစ်လအတွင်းမှာတော့ဘလောက်ကောင်းလာတတ်လဲဆိုတာကိုကိုယ်တိုင်တော့အံ့ဩသွားမှာပါဒီဗီဒီယိုမှာအကြောင်းအရာတွေအကောင်းဆုံးလေးကတစ်ခုဆိုရင် comment ချန်ထားပါလိုက်တော့ပေးပြီး subscribe လုပ်ထားမှာ beginner guide series နောက်ထပ် episode များလွှင့်တဲ့အခါပြန်မလွတ်အောင်ပါအခုဆိုရင်တော့ let's get started 3, 2, 1